ဒီစာအုပ်ကလူတိုင်းအတွက်မဟုတ်ပါဘူးရှင်းပြောရမယ်ဆိုရင်တင်တာပတ်စံမရှိဘူးပတ်စံမတက်နိုင်ဘူးဆိုရင်ဒီစာအုပ်ကပို့ပြီးတော့တင်အတွက်မဟုတ်ပါဘူးအခုညွှန်မိမဲ့စာအုပ်ကစာအုပ်တအုပ်ဆိုတာထပ်ပို့တယ်ပထမဆုံးအနေနဲ့ဘလို့လူတွေအတွက်မဟုတ်ဘူးဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြမယ်နံပါတ်1ကစာအုပ်ဖို့မတက်နိုင်ဘူးဆိုရင်တော့တင်အတွက်မဟုတ်ပါဘူးဒါပေမဲ့တယောက်ကလက်ဆောင်ဝယ်ပေးမယ်ဆိုရင်တော့တင်အတွက်ဖြစ်နိုင်ပါတယ်နံပါတ်2ကတင်ကအသက်30အထက်ဖြစ်ပြီဆိုတော့ဒီစာအုပ်ကတင်အတွက်မဟုတ်ပါဘူးဒါပေမဲ့ကိုကအသက်30အောက်လည်းဖြစ်တယ်စာဖတ်ရည်လည်းဝနေတယ်တကယ်ကိုစာကြီးပေကြီးတွေပဲဖတ်ချင်တယ်ဆိုရင်တော့ဒီစာအုပ်ကလည်းတင်အတွက်မဟုတ်ပါဘူးဒီစာအုပ်ကတော့ဆရာနေလင်းရေးထားတဲ့ဒါလင်ဆိုတဲ့ပေါ့နော်အမြတ်တနိုးချစ်ရသူဆိုတဲ့စာအုပ်ဒီထဲမှာစာစုပေါင်းက108ခုပါတယ်ပေါ့ပေါ့ပါပါနဲ့စာအုပ်ဖတ်ချင်တဲ့သူတွေပြီးတော့စာကိုအခုမှစာဖတ်မဲ့သူတွေစာအုပ်ကိုလက်ဆောင်ပေးချင်တဲ့သူတွေဆိုရင်တော့ဒီစာအုပ်ကကိုက်မယ်လို့ထင်တယ်။ဘာလို့ဆိုတော့ဒီစာအုပ်ကပေးရတဲ့ဈေးက heavy ဖြစ်လွန်းတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ဒါပေမဲ့ तू ကဘာကြောင့်ဒီလိုမျိုး heavy ဖြစ်တာလဲ။ဒီမှာဆိုရင် तू ကစာစုအတူလေးနေပေါ့နော်အသေးကွဲနေတဲ့သူတွေခံစားနေရတဲ့သူတွေတယောက်တည်းအထီးကျန်နေတဲ့သူတွေဖတ်တဲ့စာအုပ်ပါကြပြလို့စာလို့လေးတွေကြိုက်တဲ့သူဆိုရင်တော့ဒီစာအုပ်ကိုကြိုက်မယ်လို့ထင်တယ်ဒီမှာ तू ကဈေးကြီးရယ်ဆိုတော့ဘာလို့ဈေးကြီးတာလဲဆိုတော့အချက်လေးတွေရှိရပေါ့နော်။ तू ကစာအုပ်ထုတ်တဲ့သူကလည်းစာရေးဆရာရောစာအုပ်ထုတ်တဲ့သူကရောလည်းပြောတယ်ဒီစာအုပ်ကလူတိုင်းတော့မဟုတ်ဘူးလူတိုင်းလည်းဝယ်နိုင်မှာမဟုတ်ပါဘူး။ तू ကဈေးကြီးရတဲ့အကြောင်းလေးတွေရှိရပေါ့နော်။ဘာလဲဆိုတော့သူ့ရဲ့ဒီရဲ့ဖောင်းကြွလေးတွေပေါ့နော်ဒီဖောင်းကြွလေးတွေကို तू ကမခုံမကပ်ပဲနဲ့အရှိမရောအနောက်မှာရောရေးထားတယ်ပြီးတော့ဒီထဲမှာသုံးထားတဲ့အသားပေါ့နော်စာရွက်အသားကြာမျက်စိတွေပါကျွန်တော်တချို့စာအုပ်တွေဆိုရင်ရှိရဒီစာအုပ်ကိုဖတ်လိုက်တယ်ညအမောင်ထဲမှာဆိုဖတ်လိုက်တယ်ဆိုမျက်လုံးကိုက်သွားတာတို့ဘာလို့ပေါ့နော်အဲ့လိုဖြစ်တတ်တယ်ဒီစာအုပ်ကမျက်လုံးမထိခိုက်အောင်စာရွက်သားကိုအထူးရွေးချယ်ထားတဲ့စာအုပ်ပြောရမယ်ဆိုရင် premium quality ရမယ့်စာအုပ်မျိုးစားပေါ့နော်ဒီစာအုပ်ထဲမှာပြီးတော့လိုရင်းတိုရှင်းပေါ့နော်အတူလေးတွေရေးထားတယ်ကျွန်တော်တစ်ပုတ်ဖတ်ပြမယ်ပေါ့နော်အဲ့ဒါဘာလို့ဆိုတော့ကဘာကြီးဟာအလင်းတွေမဲ့ကုန်ပြီတဲ့ဘလို့မေ့နိုင်မှာလဲစုံခဲ့ကြတဲ့အချိန်တွေကိုဘလို့မုန်းနိုင်မှာလဲဝိုင်းဆက်တဲ့မျက်ဝန်းအစုံကိုဘလို့ဥပက္ခပြုနိုင်မှာလဲမင်းရဲ့သဘောထားကြီးမှုတွေကိုမင်းကပဲထားရနိုင်တာငါ့မှာတော့မင်းထားခဲ့ပြီးနောက်ကဘာကြီးဟာအလင်းတွေမဲ့ကုန်ပြီတဲ့မေလင်းဒါတော့အဲ့လိုပုံစံမျိုးလေးစာတူလေးတွေပါတဲ့စာအုပ်ပေါ့နော်စာတူပေါင်းက108ခုပါတယ်ဒါဆိုရင်တော့ဒီစာအုပ်ကသင်အတွက်ဟုတ်မဟုတ်ဆိုတာတစ်ချက်စဉ်းစားကြည့်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ share ထဲမှာ SD ဇာတ်ကားဆိုတင်တာဖြစ်ပါတယ် channel လေးကို subscribe လုပ်ရခြင်း subscribe လုပ်ခဲ့ပြီးတော့အခုဗီဒီယိုလေးကို like and share လုပ်ပေးဖို့လည်းပြောချင်ပါတယ်အားလုံးပဲတတာ